လုံးမဲ့တေချာကြည့်ထားကြပါနော်နှစ်တစ်ကူကာလာနီးပြီးဆိုတော့ဒါဟာနှစ်တစ်ကူညစာမှာအရန်ခစ်စားတဲ့မှုကရင်ရှီတာကီမရှရုမ်လုပ်နီးစမ်းလေးပါအောက်ထက်ကဆိုင်မှာဆိုတပွဲကို2500ပေးရပါမယ်အိမ်မှာကိုယ်တိုင်လုပ်ရင်တော့15000လောက်ပဲကုန်ကြမှာပါလုံနီးကလည်းအရန်ရိုးရှင်းတယ်လို့အရသာကလည်းရှဲ့ပါပဲအရင်ဆုံးဈေးချိုးချိုးနဲ့ရတဲ့မှုကရင်တွေကိုအထူအပားအနေတော်လေးတွေလှီးလိုက်ပါအိုးတွေကရည်ဆူလာရင်စားတစွန်းနဲ့စီတစွန်းထည့်ပေးပါဒါဟာမှုထဲမှာပါတဲ့အောက်ဆဲလစ်အက်ဆစ်အိုဆဲလစ်အက်ဆစ်တွေကိုထိရောက်စွာဖယ်ရှားပေးနိုင်ပါတယ်လိုက်လေးတစ်ခုပေးဖို့ကတင်းအတွက်ခဏလေးဆိုပေမဲ့ကျမအတွက်ကတော့အကြီးမားဆုံးအားပေးမှုနဲ့ထောက်ပံ့မှုပါပဲဒီဗီဒီယိုလေးကို like လေးတစ်ခုလောက်ပေးခဲ့ဖို့ကူညီပေးပါအောင်နော်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်မှုတွေကို2မိနစ်3မိနစ်လောက်ပြုတ်ပြီးရင်ပြန်ဆယ်ပြီးရေအေးလေးနဲ့စီးပေးပါပြီးရင်ရေကုန်အောင်ညှစ်ထုတ်ပြီးပကံလုံးနဲ့ထည့်ထားပါအဲ့ဒီနောက်ကြက်တုံဖြူနှုတ်စင်ပဲငပိအကြီးတစွန်းနဲ့နှံစီတစွန်းထည့်ပါအရသာရဲ့လျှို့ဝှက်ချက်ကတော့ flexi sesame sauce နှံစီစားလေးနည်းနည်းထည့်လိုက်ဖို့ပါပဲနောက်ဆုံးမှာနန်းပင်လေးအုပ်ပြီးတမအောင်နေပေးလိုက်ရုံနဲ့စားလို့ရပါပြီအရသာကစီမပါပဲလန်းဆန်းစီတယ်လို့တကယ်ကိုစားလို့ကောင်းလို့ပါတယ်နှစ်တစ်ကူကာလာမှာအစားတော့ကိုဂယုစိုက်တဲ့ပြုတ်မီတို့အခုပဲတင်ထားပြီးလိုက်လုပ်ကြည့်လိုက်ကြရအောင်